အလောက်ဆောက်ဝင်တဲ့ပထမနေ့မှာပဲမိန်းကလေးတစ်ယောက်ကချမ်းသာတဲ့မိသားစုရဲ့လှုပ်ဝက်ချက်တစ်ခုကိုမတော်တဆကြားသွားခဲ့ပါတယ်။ကားမတော်တဆမှုကြောင့်ကိုလက်မတန်ဖြစ်သွားတဲ့တထေးလေးကိုသူ့စစ်ဆက်ထားသူကတစ္ဆာဖောက်သွားခဲ့တာပါပိုပြီးအံ့ဩစရာကတော့တထေးလေးကသူ့ကားလေးကိုတွေကိုတိုက်ရိုက်အမိတ်ပေးပြီးစစ်ဆက်ထားသူကိုအပြင်ပစ်ထုတ်ခိုင်းလိုက်တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့လိမ္မော်တီးတစ်လုံးလက်ထဲကလွတ်ကျပြီးတထေးလေးရဲ့ခြေထောက်နာကိုလှိပ်သွားခဲ့ပါတယ်။ရှက်ရွံ့စွာနဲ့သူမကကျမကဒီအိမ်မှာအလုပ်တစ်ဝင်မဲ့ပါလို့ရှင်းပြပေးမယ်တထေးလေးကငါမဲ့မလို့ဘူးလို့ပြောပြီးပါးလေးကိုတွေကိုသူမကထုတ်ပစ်ဖို့အမိတ်ပေးလိုက်ပါတယ်။အရေးကြီးတဲ့အချိန်မှာတထေးလေးရဲ့ညီရောက်လာပြီးတားဆီးပေးခဲ့ပါတယ်တကယ်တော့အလုပ်လျှောက်ထားပေးတဲ့သူကသူ့မိဖြစ်နေခဲ့တာပါ။သူကမိန်းကလေးကိုအခြားပါမှာစိတ်မပူနဲ့ငါအကူကိုပဲစောက်ရှောက်ပေးလို့ပြောပါတယ်။လဆာကအရန်များလုံးမိန်းကလေးကချက်ချင်းလက်ခံလိုက်ပါတယ်။အခန်းထဲကိုဝင်သွားတဲ့အခါသူမအရန်အံ့ဩသွားခဲ့ပါတယ်။အခန်းကအလွန်ကျယ်ဝန်းပြီးသူမကြိုက်တဲ့ကစားစရာတွေထိရှိနေခဲ့တာပါ။ဒီအလုပ်ကပျော်စရာကောင်းမယ်ထင်တယ်လို့သူမစိတ်ထဲတွေးမိပါတယ်။ဒါပေမဲ့အခန်းထဲကမဲဟောင်းကဘာကြောင့်ထွက်ပြေးနေတာလဲမေးလိုက်ချိန်မှာတော့သူမကဘာမှမပြောဘဲရှုပ်ခဲဆွဲပြီးကြောင်းရွံ့စွာထွက်ပြေးသွားခဲ့ပါတယ်။မကြခင်မှာပဲတထေးလေးရဲ့ညီကပထမတာဝန်ပေးလိုက်ပါတယ်။အကိုကို message လုပ်ပေး။မိန်းကလေးကအောက်ထပ်ဆင်းပြီးတထေးလေးကိုရှာသွားပေမဲ့သူကရှောင်ပြေးနေခဲ့ပါတယ်။နှစ်ယောက်သားအင်ကြီးထဲမှာ hide and seek ကစားတယ်လို့ဖြစ်သွားပါတယ်။နောက်ဆုံး level နားမှာ corner ပိတ်ခံလိုက်ရပြီးတထေးလေးက wheelchair နဲ့ထပ်ထွက်ပြေးဖို့ကြိုးစားပေမဲ့မိန်းကလေးက battery ကိုတိုက်ရိုက်ထုတ်ပစ်လိုက်ပါတယ်။မတက်တာတော့ပဲ message လုပ်ခွင့်ပေးလိုက်ရပါတယ်။တထေးလေးကသူ့ခြေထောက်ပေါ်ကအမာရွတ်တွေကြောင့်မိန်းကလေးဆက်ဆုပ်မယ်ထင်ခဲ့ပေမဲ့သူမကလုံးဝမဆက်ဆုပ်ပဲ။ကံကောင်းတာကခြေထောက်မှာခံစားချက်မရှိတော့လို့နာကျင်မှာမဟုတ်ဘူး။လို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်တထေးလေးစိတ်အေးသွားခဲ့ပါတယ်။သူ့မိကဒီအခြေအနေကိုမြင်ပြီးအရန်သဘောကျကမိန်းကလေးကိုဒေါ်လာ100သူညဆုချလိုက်ပါတယ်။နောက်တစ်ခါသူမရဲ့တာဝန်ကတထေးလေးကိုအစားကျွေးဖို့ဖြစ်ပါတယ်။သူမကချက်ပြုတ်ပညာတွေထုတ်ပြလိုက်ပေမဲ့တထေးလေးကအရန်ဖက်ကြီးဖြစ်နေခဲ့ပါတယ်။ဘယ်ဟင်းချက်မကြိုက်ဘူး။တောင်စိတ်ကြိုက်လုပ်ထားတဲ့စုပ်ကိုတော့မကြည့်ပဲ wheelchair နဲ့ထွက်သွားဖို့ကြိုးစားလိုက်ပါတယ်။ဒီအရာကြောင့်မိန်းကလေးစိတ်ဆိုးသွားပါတယ်။နောက်မနေ့မှာသူမက breakfast တပွဲတည်းသာလုပ်လိုက်ပါတယ်။တထေးလေးရဲ့ညီကမြင်ချင်းစားပစ်လိုက်ပြီးနောက်ဆုံးပွဲတစ်ခိုက်ကြံမှာအကို breakfast မစားရသေးဘူး။ဆိုတာတတိယသွားပါတယ်။တထေးလေးအရန်ဒေါသထွက်ပြီးဒီနေ့အစာမစားတော့ဘူး။လို့ဆန္ဒပြလိုက်ပါတယ်။ဒါပေမဲ့ညရောက်တော့ဘိုက်စာလုံးလို့တိတ်လေး kitchen ထဲဝင်ပြီး fridge ကိုဖွင့်လိုက်ပါတယ်။အဲ့ဒီမှာမိန်းကလေးကကြိုတင်ခံမှန်းထားပြီး fried rice တပွဲနဲ့ healing instruction ထားပေးထားခဲ့ပါတယ်။တထေးလေးကနှွေးပြီးတာနဲ့အငမ်းမရစားပစ်လိုက်ပါတယ်။မိန်းကလေးကအဲ့ဒီအချိန်ကိုဘဲရရိုက်ပြီးသူ့ညီစီပို့လိုက်ပါတယ်။စုအနေနဲ့ဒေါ်လာ200သူညထည့်ရခဲ့ပါတယ်။ဒီနောက်မှာတော့တထေးလေးကသူမကိုမဆန့်ကျင်တော့ပဲစားကျင်တာတွေကိုတိုက်ရိုက်ပြောလာပါတော့တယ်။ဒါပေမဲ့ breakfast ပြင်ဆင်နေချိန်မှာမမျှော်လင့်ထားတဲ့ဧည့်သည်တယောက်ရောက်လာခဲ့ပါတယ်။သူမကို studio room ထဲခေါ်သွားပေမဲ့အဲ့ဒီမှာတထေးလေးနဲ့ပြင်းထန်စွာစကားများနေကြတာကိုမြင်လိုက်ရပါတယ်။သူ့ညီကအခြေအနေကိုအမြန်ရှင်းပြလိုက်တာနဲ့မိန်းကလေးက studio room တကားကိုဖွင့်ပြီးမဖော်ရတဲ့ဧည့်သည်ကိုတိုက်ရိုက်ရင်ဆိုင်ဖို့ဝင်သွားခဲ့ပါတယ်